အိမ်ကထွက်သွားတာ10 နှစ်ရှိပါပြီသင်္ကန်းဝတ်သွားတာခုမှပထမဆုံးအကြိမ်ပြန်လာခြင်းပဲသူ့ကိုတို့တွေနားချတော့မယ်လို့ဆိုပြီးတော့ဗန္ဒာတိုက်ထဲမှာရှိတဲ့ရွှေဘုံငွေဘုံကြီးတွေသူလာတဲ့အခါမှာဆွမ်းစားပြင်မဲ့နေရာလေးမှာဟိုဘက်ကတဘုံဒီဘက်ကတဘုံပုံထားတဲ့ရွှေဘုံငွေဘုံကြီးကဘလောက်မြင့်လို့ဆိုရင်အရက်အလယ်လက်ရှိတဲ့ယောက်ျားလက်ခုပ်တစ်ပေါင်မြင့်နေတဲ့ဆိုလိုတာကရွှေဘုံကနေပြီးတော့ဟိုဘက်ကြော်ကြည့်လို့မမြင်ရဘူးငွေဘုံကဟိုဘက်ကြော်ကြည့်လို့မမြင်ရဘူးဓမ္မချမ်းသာတယ်ရွှေဘုံငွေဘုံကြီးတွေပုံထားပြီးတော့အုပ်เสียနဲ့အုပ်ပြီးတော့လိုက်ကားတို့ဘာလို့နဲ့အသာလေးအုပ်ထားပြီးသူ့ကိုဆွန့်ကပ်မဲ့နေရအလဲကောင်းမှပြင်ထားတယ်မလဲကြွလာတဲ့အခါကျတော့အဲ့ဒီကြားမှာသူ့ကိုဆွန့်ကပ်ဖို့နေရပြင်ထားတော့ထိုင်သူလဲထိုင်ပြီးတော့အုပ်ထားတဲ့အဝတ်တွေရွှေဘုံငွေဘုံကိုဖွင့်လိုက်တယ်ဖွင့်လိုက်ပြီးတဲ့အခါကျတော့မေတော်ကြီးကတထေးကတော်ကြီးကစပြီးပြောတော့တာပဲငါသားရဲ့ဒီပဲမြင်ရလားအမေတို့အဖေတို့ဘလောက်ချမ်းသာတယ်ဆိုတာမင်းလည်းသိတာတို့မှာဒီအမွေခံသားသမီးဆိုမင်းတယောက်တည်းရှိတာအဲ့တော့အေးဆေးဆေးလူထွက်ပြီးတော့တို့နဲ့တူတူနေကုသိုလ်ကောင်းမှုတွေလုပ်အေးဆေးဆေးမိသားစုဘဝမှာပျော်ပျော်နေတာပေါ့ဘာဖြစ်လို့သင်္ကန်းဝတ်ချင်ရလဲဆိုပြီးတော့နားချတယ်နော်ရွှေဘုံငွေဘုံကြီးတွေပြရွှေဘုံငွေဘုံကြီးတွေပြပြီးတော့နားချတထေးကြီးကလည်းပြောတယ်ဒါဟာတဲ့ဒီရွှေဘုံငွေဘုံကအကုန်မဟုတ်သေးဘူးတဲ့ကိုတော့မေတော်ကိုတပည့်တော်နဲ့အိမ်အောင်ချပေးတဲ့အခါမှာသူ့ဖခင်ကပေးလိုက်တဲ့ဒီတနခါးဘိုးလောက်ပဲရှိသေးတယ်တဲ့တပည့်တော်ပိုင်တာတွေမပါသေးဘူးလို့အဲ့လိုပြောတယ်နော်အမျိုးသမီးတယောက်အိမ်ကနေပါလာတဲ့ပစ္စည်းများသာဖြစ်တယ်ပေါ့တပည့်တော်ပိုင်တာမဟုတ်သေးဘူးပေါ့တထေးကြီးကအဲ့ဒီလိုပြောတယ်ဒါကိုတော့မေတော်ပိုင်တာကိုတော့မေတော်ကနေပြီးတော့အိမ်တော်ရသားကြတဲ့အခါမှာမိဘဘက်ကပေးလိုက်တဲ့ပစ္စည်းအိန္ဒိယထုံးစံကသမီးတယောက်အိမ်တော်ချပြီဆိုလို့ရှိရင်တော့ဒီသမီးကိုအပြည့်အဝပေးရတယ်သူတို့ဒေါင်ရီလို့ခေါ်တယ်အခုခေတ်အိန္ဒိယနိုင်ငံသားတွေကအမျိုးသမီးတယောက်အိမ်တော်ပြုတော့မယ်ဆိုလို့ရှိရင်ဒေါင်ရီဘယ်လောက်ပါတယ်လဲဆိုတာကိုကြည့်ကြတယ်ခုခေတ်နော်ဘယ်လောက်တတ်နိုင်တယ်လဲဆိုတဲ့ပုံမှာယူပြီးတော့သူတို့ကအိမ်တော်ပြုကြတာဖြစ်တယ်ဒေါင်ရီစနစ်လို့ခေါ်တယ်မြန်မာပြည်မှာတော့ဒီစနစ်မရှိဘူးလို့သူတို့ပြောပေါ့နော်အဲ့တော့အမျိုးသမီးကလုံလုံလောက်လောက်မိဘကထောက်ပံ့လိုက်တဲ့အခါမှာအမျိုးသားကအဲ့ဒီအမျိုးသမီးကိုအိမ်တော်ပြုတာအနိုးဆိုလို့ရှိရင်အိမ်တော်မပြုဘူးတဲ့ထောင်ရီပေးရတယ်ဝိသခာအိမ်တော်ပြုတော့ကလည်းသူ့အဖေကပေးလိုက်တာနဲတယ်မှမဟုတ်တာလေကုံလုံးအခိုင်အစီတွေရောအကုန်လုံးနွားတွေကအစအကုန်လုံးပေးလိုက်တာသူ့လည်းဒီတိုင်းပဲမိဘတွေကပေးလိုက်တာဟောဒီရွှေဘုံငွေဘုံဟာကိုတော့အမေကိုမိဘတွေကနေပေးလိုက်တဲ့အမွေပစ္စည်းများတာဖြစ်တယ်တပည့်တော်ပိုင်တဲ့ပစ္စည်းကဒီတဲ့မကအများကြီးရှိသေးတယ်ဆိုပြီးတော့ပစ္စည်းတွေကိုပြပြီးတော့သာသနာပေါင်းကနေလူကိုလဲပြီးမိသားစုကနေကိုနားချတာပေါ့လေနားချတော့သူရိန္ဒာကပြောပါများတော့ဘာပြောတော့ဆိုအဲ့ဒီမှာယဟန်နေရဲ့အစွမ်းတတ္တိနဲ့သူခေါ်တာမဟုတ်ဘူးအဲ့ကြတော့ပထမတော့ဒကာကြီးလို့ခေါ်တယ်ပေါ့နော်ဒကာကြီးလို့ခေါ်တယ်ဒကာကြီးဒီပြောမယ်ဆိုရင်ဒကာကြီးစိတ်မဆိုးဘူးဆိုရင်ဥစဉ်တစ်ခုပြောမယ်တဲ့ပြောပါစိတ်မဆိုးပါဘူးလို့ဆိုတော့ဘာပြောတော့ဆိုဂုံဒီအိတ်တွေရှာလိုက်တယ်ရှာပြီးတော့ဟောဒီရွှေတွေငွေတွေဂုံဒီအိတ်ထည့်ပြီးတော့လဲတွေနဲ့တိုက်ပြီးတော့ခင်းကမြစ်တဲ့မျောတာပြစ်လိုက်လို့အဲ့လိုပြောလိုက်တယ်နော်အင်တမတ်ပြတ်သားပြောလိုက်တော့အဖေလုံးတဲ့သူကစိတ်မကောင်းငါသားဘာလို့တော့ပြောရတယ်လဲဆိုတော့အဲ့ဒီလိုပစ္စည်းနဲ့ဖြားယောင်းလို့မရတဲ့အခါကျတော့ဘာလုပ်လဲဆိုတော့တထေးတော်ကြီးကသူ့ချွေးမကိုနားခေါ်ချွေးမအစရတဲ့ကနေပြီးတော့သူ့တည်
မြင်တက်မဲ့အဝတ်အစားတွေကိုဝတ်ခဲ့အရှင်လေးပြင်လှလှပပပြင်ခဲ့ပေါ့ခုခေတ်လို့ဆိုရင်မိတ်ကပ်တွေရောဗာတွေရောနေမှာပေါ့နော်အဲ့ဒါလို့ပြင်ဆင်ခဲ့လို့ဆိုပြီးတော့ကြွတင်ပြီးတော့မှားထားတာပစ္စည်းပြလို့မရလို့ရှိရင်သူ့ရဲ့ဇနီးနဲ့ပြန်ပြီးတော့ဖြားယောင်းမယ်ဆိုပြီးတော့လှုပ်တာ